ငါအပင်လေးတွေကလည်းဝါဖန့်ဖန့်နဲ့အားစေးကျွေးရအောင်လည်းဈေးတွေကြီးလိုက်တာဟေ့ကိုထွန်းဘာတွေညည်းနေတာလဲငါအမိုင်တို့လှုပ်တိုက်လိုက်အပင်တွေကအားကစားသမားတွေလိုကြွက်သားတက်လာမှာဗျာငါအမိုင်တို့အဲ့ဒါဘလို့လှုပ်ရတာလဲဦးလေးကြီးရဲ့အားဦးတွေဆိုတော့အနံ့ကမှုေးနေမှာပေါ့နော်ကဲလိုရာတွေမှတ်ထား9 ကီလိုဆိုရင်တင်လဲရီကလည်း2 ကီလိုအချိုးကတအချိုးတက်စီမံရမှာဟေ့ဟာအသားတွေကြေမွသွားလေအချင်ဖောက်ရလွယ်လေပဲကဲခောက်ထစ်လိုက်စမ်းကိုထွန်းရေကဲအဖုံးကိုတေချာပိတ်ပြီးအထက်ကငကားထွက်မလာအောင်စုတောင်းရမှာပဲအရိတ်ထဲမှာရက်30အထဲထားလိုက်နေဘူးထဲသွားမထားနဲ့ဦးစိတ်ရှည်မှာအပင်ကောင်းမှာအမလေးအနံ့ကတော့တကယ်ပဲဒါပေမဲ့ဦးလေးကြီးပြောသလိုငါပိနံလေးတော့ရလာပြီဗျာအကြီးတစီစီကိုရေတလီတာနဲ့ရောသိမ့်မလို့နဲ့အုံနေနေချင်းစီကနေစရမှာဟောကြည်စံအပင်တွေကအားကစားသမားတွေလိုဗလတွေတက်လာပြီဦးလေးကြီးရဲ့ဒါပဲပေါ့ကိုထွန်းရတဘာဝမြေဥစားသုံးတော့အိတ်ကက်လည်းမပေါက်အပင်လည်းတန်စားရတာလည်းဘေးကင်းတာပေါ့